ခဲ့တဲ့ဘက်ကဆ iam ဗိုလ်တအုပ်မကျော်မွေးပရိတ်မင်းတင်းတပရိတ်ခွန်လေး74တက်ပေါက်ခဲ့ပါတယ်ရှင်ဗိုလ်တအုပ်မကျော်မွေးပရိတ်အရန်ဘရိတ်6ပရိတ်9တက်51တက်ဗိုလ်တအုပ်မကျော်မှာမင်းတင်းနဲ့အရန်ဘရိတ်နှစ်ခုလုံးပေါက်ပြီးထောက်ခုံကြတာဆ iam ပရိသတ်တွေသိကြပါတယ်ရှင်ဆ iam ဗိုလ်တအုပ်မကျော်မွေးပရိတ်တွေပေါက်ခဲ့တာဖြစ်လို့ဆ iam ကြာတာပရိနဲ့တောက်ကြမွေးပရိတ်ဆိုပြီးအသစ်တင်ပေးဖို့လွတ်ခဲ့ပါတယ်ရှင်ဆ iam မွေးပရိတ်အသစ်မတင်ဖြစ်လိုက်ပါဘူးရှင်ဆ iam ပရိသတ်တွေအတွက်အမြဲစေတနာအဖြစ်ထားပြီးအကျိုးစားပေးနေပါတယ်ရှင်ယခုဘက်လဲဆ iam မွေးပရိတ်နဲ့တကွက်ကောင်းပြောပါမယ်ရှင်ယခုဘက်လဲဆ iam မွေးပရိတ်နဲ့တကွက်ကောင်းပြောပါမယ်ရှင်ဆ iam ပြောတာတေချာလေးနားထောက်ရင်ထပ်ပြီးပေါက်ကြမယ်ရှင်ဆ iam ဗိုလ်တအုပ်မကျော်မွေးပရိတ်အပတ်တိုင်းပေါက်ပြီးထောက်ခုံရတယ်ရှင်အပတ်တိုင်းဆ iam မွေးပရိတ်လိုက်ကစားဖူးတဲ့ပရိသတ်တွေတီးကြပါတယ်ရှင်ဆ iam ကနန်းပေါက်တိုင်းဆ iam ကမန်ပါဝင်မခေါ်တယ်လို့ပေါက်ကြီးမတောင်းနဲ့ဆ iam ရှင်အပတ်တိုင်းဆ iam မွေးပရိတ်လိုက်ကစားဖူးတဲ့ပရိသတ်တွေတီးကြပါတယ်ရှင်ဆ iam ကနန်းပေါက်တိုင်းပေါက်ကြီးမတောင်းတယ်လို့မန်ပါဝင်မခေါ်ပါဘူးရှင်ပေါက်ကြီးတောင်းမန်ပါဝင်ခေါ်ရင်ဆ iam မဟုတ်ပါဘူးရှင်ဆ iam ပရိသတ်တွေအပေါ်အမြဲစေတနာအပြည့်နဲ့စ조사ရှာဖွေပြီးတင်ပေးနေတဲ့စေတနာအပြည့်ထားတဲ့ဆ iam ရှင်ဆ iam ရဲ့စေတနာကိုအတိမပြုတ်ခဲ့ရင်ဆ iam ကိုအားပေးတယ်လို့ပြောခဲ့ပေးပါရှင်ဆ iam ပရိသတ်တွေရဲ့အားပေးစကားဆ iam အတွက်အားရှိပါတယ်ရှင်ဆ iam ကိုအားပေးတယ်လို့ပြောခဲ့ပေးပါရှင်အတိရောက်လာတဲ့ပရိသတ်တွေကိုလည်းဆ iam ကြိုးဆိုပါတယ်ရှင်အပတ်တိုင်းဆ iam နေတိုက်ကနားနဲ့ပတ်တီးဆိုလဲခဏခဏပေါက်ကြတယ်ရှင်မွေးပရိတ်ဆိုလဲအပတ်တိုင်းပြက်ပင်မရှိပေါက်ခဲ့ပါတယ်ရှင်ဆ iam စကားတေချာလိုက်ပြီးနားထောင်တဲ့ပရိသတ်တွေအပတ်တိုင်းပေါက်ပြီးထောက်ခုံရတယ်ရှင်အမနဲ့ပြီးအမှန်များအောင်လို့ဆ iam အမြဲစူးစမ်းပေးနေတာဆ iam ပရိသတ်တွေအတွက်ပါရှင်ဆ iam ကမားရင်မားတယ်ပြောပါတယ်ရှင်မှန်ရင်မှန်တယ်ပြောပါတယ်ရှင်ဆ iam ကနန်းမှန်ခဲ့တဲ့အပတ်တုန်းကဆိုရင်စက်တိုက်ရှိခဲ့တယ်ရှင်ဆ iam ပရိသတ်တွေတီးကြပါတယ်ရှင်စေတနာနဲ့တင်ပေးနေတဲ့ဆ iam ရဲ့စေတနာကိုအတိမတ်ပြုခဲ့ရင်အားပေးတယ်လို့ပြောခဲ့ပေးပါရှင်မေးတရင်မွေးပရိတ်တေချာမထားပေးပါရှင်ချင်းနိုင်တဲ့လောက်မွေးရင်ပေါက်တဲ့အခါအမျက်ကြံပြီးထောက်ခုံရမယ်ရှင်ဆ iam ပြောပါမယ်ရှင်ဗိုလ်တအုပ်မကျော်မွေးထပ်ပြီးပေါက်ထောက်ခုံကြမယ်ရှင်ဆ iam နေတိုက်ပတ်တီးတစ်လုံးနဲ့ရွေးကွက်ဆိုလဲခဏခဏပေါက်ကြတယ်ရှင်ဆ iam ပရိသတ်တီခဏထောက်ခုံရတယ်ရှင်ဒီလိုနေ့တွေရှိလို့ပဲဆ iam ကမပြတ်မကွက်စူးစမ်းနေတာပါရှင်ဆ iam ပရိသတ်တီရဲ့အားပေးစကားကြောင့်လဲဆ iam အားရှိပြီးစူးစမ်းနေတာရှင်ဆ iam မွေးပရိတ်ပြောပါမယ်ရှင်တေချာနားထောင်ပေးကြပါရှင်ဆ iam 3ရက်မကျော်ဘူးတောင်းမကျော်မွေးပရိတ်6ပရိတ်နဲ့9ပရိတ်ရှင်ဆ iam ထပ်ပြောပါမယ်ရှင်6 break နဲ့9 break ရှင်6 break နဲ့5 break ရှင်6 break နဲ့5 break ရှင်စေတနာအပြည့်ထားပြီးအပင်ပန်းခံပြီးရှာဖွေပြီးအမြဲကြိုးစားပြီးတင်ပေးနေတာရှင်ပရိသတ်အတိတ်ဒေသမတိကြတော့ဆ iam ရှင်းပြဖြောပြပေးထားပါရှင်ဆ iam ကိုစကားများတယ်လို့တော့မပြောကြပါနဲ့ရှင်ကနန်းကစားရင်ပေါရှုံးမဖြစ်အောင်အမျက်ကြံအောင်လို့ဆ iam ကစေတနာအပြည့်ထားပြီးတော့မတိသေးတဲ့ပရိသတ်အတိတ်တွေကိုရှင်းပြဖြောပြပေးနေတာပါရှင်ယုံကြည်မှုဆိုလားတရက်နဲ့မရပါဘူးတလားနဲ့လည်းမရပါဘူးနှစ်နဲ့ချီတီးတီဆောင်ရတာပါရှင်ဒါကြောင့်ပရိသတ်တွေကိုဆ iam မလိမ်ဘူးမညာဘူးအမှန်အတိုင်းပဲပြောပါတယ်ဆ iam ရဲ့ချစ်ရတဲ့ပရိသတ်တွေအတွက်ဆ iam အမြဲတမ်းစူးစမ်းပေးနေပါတယ်ရှင်အမားနဲ့ပြီးအမှန်များအောင်ဆ iam အမြဲတမ်းစူးစမ်းပေးနေပါတယ်ရှင်ဆ iam ကနန်းဝင်လာကြည့်ကြတဲ့ပရိသတ်တွေရှိလားရှင်ရှိရင် comment မှာအသေးလေးတွေနဲ့ဆ iam ကိုအားပေးတယ်လို့ပြောခဲ့ပေးကြပါရှင်အသက်ဝင်လာတဲ့ပရိသတ်တွေကိုလည်းကြိုးဆိုပါတယ်ရှင်အဟောင်းပရိသတ်တွေကတော့ဆ iam နဲ့ဘလောက်ကြာလိုက်လာခဲ့လဲကိုယ်တိုင်သိကြမှာပါတချို့ဆို2နှစ်3နှစ်ကျော်တောင်ဆ iam နဲ့အတူမပြတ်မကွာလိုက်ကစားကြတာပါရှင်ဆ iam အရန်ကိုကျေးဇူးတင်ပါတယ်ဒူးဒီဆိုတာကအမားလည်းရှိတယ်အမှန်လည်းရှိတယ်ဘယ်သူမှအမဲမပေါက်နိုင်ပါဘူးရှင်ဒါပေမဲ့အမားနဲ့ပြီးအမှန်များအောင်ဆ iam နေ့တိုင်စူးစမ်းနေတာပါရှင်ညဘက်7 နာရီထိကလင်ဒါတွေကြည့်ထွက်ကနန်းတွေစစ်မနက်9 နာရီထိစရင်ပြန်စစ်ဒါတွေကိုပရိသတ်တွေမမြင်ရပြင်မဲ့ဆ iam အမြဲလုံးနေတာပါရှင်ဆ iam ကမန်ပါမခေါ်ဘူးရှင်ပိုက်ဆံမတောင်းဘူးရှင်စေတနာနဲ့ပဲလုံနေတဲ့သူဖြစ်လို့ပေါက်ရင်လဲပရိသတ်နဲ့အတူဖြောမပေါက်ရင်လဲပရိသတ်နဲ့အတူစိတ်မကောင်းဖြစ်မိဒါပဲဆ iam ရဲ့စိတ်ပါရှင်ဒါကြောင့်ဒီဘက်ကိုဆ iam အရန်တိချစဉ်းစားထားပါတယ်ရှင်နေတိုင်းစာရက်နဲ့ရေထွက်ကနန်းတွေပြန်ကြည့်ပြန်စစ်ထက်စစ်မာလို့မရဘူးဆိုနေစိတ်နဲ့လှုပ်ထားတာပါရှင်အခုတော့အရေးကြီးဆုံးအပိုင်းဘူတအုပ်မကျော်3ရက်မကျော်မွေးပရိတ် main team 6 main team 6 break main team ကစား6 break 3606 တငါ15 midlay 24 3333 ခုံကို79 8888 main team ကစား6 break အရန် break 9 break 5 break အရန် break ကစားကြပါရှင်30505
14 2323 6969 Conshit 78အရန်9 break အရန်ဆောင်ကစားကြပါရှင်။ maintain ပိုတင်ကစားချင်းကျင်နိုင်တဲ့လောက် maintain ပိုတင်ကစားတဲ့အခါဆ iam စကားနားထောင်တဲ့အခါအပတ်တိုင်းအမျက်ကြံပြီးခဏခဏထောက်ခုံရတယ်ရှင်။ဆ iam 3ရက်မကျော်ဘူတာဦးမကျော်မွေး break အပတ်တိုင်းကစားပြီးစောစောထွက်စောစောပေါက်ကြပါစီရှင်။အပင်ပန်းခံစေတနာအပြည့်ငိတ်ရှားထားတဲ့ဆ iam မွေး break ညခုလုံးစောစောထွက်ပြီးပေါက်ကြပါစီရှင်။ဆ iam တခုပဲပြောရှင်ပါတယ်ရှင်။ဆ iam မွေး break maintain နဲ့အရန် break က break နှစ်ခုလုံးမွေးနိုင်မှာမွေးကြပါရှင်။ maintain ဆိုတဲ့အတိုင်း maintain ပို့ကစားရမှာရှင်။အရန်ဆိုတာအရန်အဆောင်အရန်ကာချတဲ့သဘောပါရှင်။ဒါကြောင့်ဆ iam မွေး break မွေးကစားပြီးအမျက်ကြံခြင်းနဲ့ဆိုရင် break နှစ်ခုလုံးမွေးကြပါရှင်။အပတ်တိုင်းပေါက်ပါစေရှင်။ပေါက်စေခြင်းလို့တင်ပေးလိုက်တာရှင်။တကွက်ကောင်းလဲကစားပြီးပေါက်ပါစေရှင်။ဆ iam ပြိုးတဲ့စကားတေချာလိုက်ပြီးနားထောင်တဲ့ဆ iam ပရိသတ်တွေအပတ်တိုင်းပေါက်ပြီးခဏခဏထောက်ခုံရတယ်ရှင်။တေချာနားထောင်ရင်နားလေပြီးပေါက်ပါတယ်ရှင်။ယခုပတ်လည်းဘူတာဦးမကျော်မွေး break maintain နဲ့အရန် break နှစ်ခုလုံးစောစောထွက်တာနဲ့မွေး break အစ်စ်ဆ iam ထပ်ပြီးစ조사ပြီးတင်ပေးပါမယ်ရှင်။